English Grammar Use Unit 4 Exercise 4.2 Use the words in brackets ဒီကွင်းစာကွင်းပိတ်ထဲမှာပေးထားတဲ့စကားလုံးတွေကိုသုံးမယ် to make sentences ဝါကျတွေလုပ်ဖို့သုံးမယ် You not seem very happy today မင်းကြည်ရတာဒီနေ့သိပ်ပျော်ပုံမရဘူးလို့ပြောချင်တာ seem ကို continuous မသုံးဘူးဆိုတော့ You don't seem very happy today မင်းကြည်ရတာဒီနေ့သိပ်ပျော်ပုံမရဘူးနောက်တစ်ခု Are you okay မင်းအဆင်ပြေရလား You look worried မင်းကြည့်ရတာစိတ်ပူနေပုံပဲအဲ့တော့ဟိုတယောက်ကပြောတာငါစဉ်းစားနေတာလို့ပြောချင်တော့ I am thinking ငါစဉ်းစားနေတာလို့ပြောမယ်နောက်တစ်ခု number 3 Who this umbrella belong to ဒီ T ကဘယ်သူဟာလဲလို့ပြောမယ်ဟိုဘက်က I've no idea ငါလည်းသိဘူးလေဒီ T ကဘယ်လူဟာလဲ belong to ဆိုတော့သူက continuous form မသုံးပါဘူး Who does this umbrella belong to ဒီလိုပဲဖြစ်မယ်နောက်အစားအသောက် number 4 smell ကိုလည်း continuous မသုံးပါဘူးအဲ့တော့ဘာဖြစ်မလဲဆိုတော့ this smells good အနံလေးကိုမှုေးနေတာပဲလို့ပြောတာနောက်တစ်ခု excuse me ဒီမှာဗျာ anybody sit there အဲ့ဒီမှာတယောက်ယောက်ထိုင်နေသလား no it's free အဲ့ဒါကအားပါတယ်လို့ပြောချင်တာအဲ့တော့မိခွန်းက continuous form နဲ့သွားမယ် anybody sitting there is anybody sitting there နောက်တစ်ခု number 6 these gloves ဒီမှာအတန်အတွက်သတိထား gloves ဒီလက်အိတ်တွေက not fit me they are too small သူတို့ကသေလွန်အားကြီးတယ်အဲ့တော့ fit ကိုဒီမှာငါနဲ့မကိုက်ဘူးလို့ပြောတဲ့အတွက်ကြောင့်မလို့ these gloves do not fit me မသတိထားပါ gloves ကအမြဲတမ်း plural form သုံးရပါတယ်